Gasbero မျက်ရည်နဲ့ငါတို့တက်မောင်းရမယ်ကားအန်ဂျယ်မင်းနှစ်သိန်းလုံးပါပဲအင်္ဂလန်ဒါဘီကိုပေါ်ပါစွာချေရေးကြတော့မယ်ပုံရှိပါတယ်ဒါမြေပြင်အနေထားရဲ့ပေးထားချက်ဖြစ်သလိုနောက်ဆုံးသောသတင်းပေးပို့မှုတစ်ခုရလဲဒီဘက်မှာဘလို့ရလဲထွက်ပါစီကတွေးစရာတစ်ခုဖြစ်လာပါတယ်ဒါအဆင့်6က Brighton ရှုံးနေသွားတာနဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်မန်ယူရှာဖွေထားပြီးဖြစ်တဲ့62မှတ်ကိုသူတို့နေရာဝင်ယူလိုက်တဲ့ Brentford ရောလိုက်မိနိုင်ဖို့မရှိတော့ပါဘူးလီဗာပူးကအသင်းကြီးတွေနဲ့ကြီးပဲကစားဖို့ရှိနေလဲလက်ကျန်၄ပွဲမှာတပွဲအနိုင်ရလိုက်ရင်ကိုပဲပြီးပါပြီဒါကတင်ချာနီးရပြောဆိုနေရပေမဲ့ Brentford ကလက်ကျန်3ပွဲစလုံးကိုအနိုင်ရဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးဒါကြောင့်ပေါ့ပါဒါဘီကိုစောင့်ကြည့်ရန်လို့ဆိုရမလို့ဖြစ်လာပါတယ်ဒါမဲ့ဒီအမှုကအဲ့ဒီလောက်လွယ်သလားအင်္ဂလန်ဂုံတိတ်ခါကန်းတက်တိုက်ပွဲကိုချိုးချောင်းအားထုတ်မှုတွေနဲ့ပြုလုပ်ကြမယ်လို့ခင်ဗျားရောယုံကြည်ပါလားဒါခန်းထားလာတဲ့အင်္ဂလန်ဒါဘီပါသူတို့ဟာဒီပွဲကိုခွတ်မောက်ရန်မိုးမလင်းသေးဘူးအိတ်အောင်ချောမြူရန်ဘာအကြောင်းမှရှိမနေပါဘူးသူတို့မှဒီညအပွဲပါဝင်၄ပွဲစီကစားဖို့ကြံနေပြီးအခြားဘယ်တိုက်ပွဲကိုမှလက်ခံထားခြင်းဒါမှမဟုတ်လက်ခံထားခွင့်မရှိတော့ခြင်းတွေနဲ့တောင်းတနေရတဲ့အသင်းတွေပါဒီမှာသူတို့တသင်းကိုတသင်းကအနိုင်ယူခြင်းနဲ့ဒီယာဒီရဲ့ပြီးပါပြီစာတန်းကိုထိုးဖို့တွေးဆူနေကြပါလိမ့်မယ်ကျွန်တော်ကဒီပွဲမှာဒါကိုဗဟုပြုပြီးချင်းကပ်ကြပါလိမ့်မယ်အခုလိုအခြားသောအချုံနောင်ကင်းမဲ့မှုကြောင့်ရှေးရခေအင်္ဂလန်ဒါဘီများထက်လည်းပိုပြီးပြင်းထန်သွားနိုင်ပါသေးတယ်ပုံမှန်အားဖြင့်တော့ဒီလိုအလွတ်ကြီးတွေးဆုံမှုမျိုးကိုဂိုးပေါ်လိမ့်မယ်လို့ဝင်ပြောရင်အပ်ပါတယ်ပွဲပြီးမှာဘလို့ရလက်ထွက်ဂိုးပေါ်မဲ့ခံမှန်းချက်ကအဖိတ်စင်မရှိနိုင်ပါဘူးအပြစ်လိုကင်းသောတွေးကြံမှုဖြင့်ဘယ်သူမှကြိုးစိုးနိုင်ပါတယ်ဒါပေမဲ့ဒီပွဲမှာလီဗာပူးဘက်ကပွဲထွက်တိုက်စစ်မှုတအူးမှမပါဝင်နိုင်ဘူးဖြစ်နေတာကိုတော့မဖြစ်မနေပြန်ကြည့်ရပါလိမ့်မယ်အစာကလေးကအားထားဆုံးအီကီတီကီမပါဝင်နိုင်မှုကြီးတဲ့မြက်ခင်းတွေပြန်နင်းစာအီဆက်ရောပွဲများလုံးနှုတ်ဆက်ချိန်ဖြစ်နေတဲ့ဆာလာပါလိုက်ပါသွားတာကြောင့်ရေငတ်နေတဲ့မေလာလေလိုဂိုးငတ်နေတဲ့ဒါဘီဖြစ်သွားမလားပြန်စဉ်းစားရပါတော့မယ်မန်မာကအဲ့ဒီအခြေအနေနဲ့ပြောင်းပြန်ဖြစ်နေပါတယ်မစ္စမောင်ဒေါ်ကူနဲ့ကွန်ညာတို့အားလုံးအစင်းသိမ်းဖြစ်နေပုံကဒီပွဲမှာအရေးကြီးပါတယ်ပြီးတော့ဘရူနိုဟာဇက်တိုက်ပေါ်လီသူ့ရဲ့လင်းပွင့်လွတ်လပ်သောဂိုးဖန်တီးမှုတွေကိုပိတ်လောင်ထားဖို့မက်ကလစ်စတာနဲ့ဂရမ်ဘတ်တို့ကလုံလောက်နေသေးတယ်လို့ကျွန်တော်မယုံကြည်နိုင်ပါဘူးဒီဘက်မှာတော့မျက်ရည်နဲ့မောင်းနေတဲ့တပိုင်းဝိုင်းရင်တင်ကားတစ်စီးရှိနေတယ်သူနဲ့တူစာချုပ်သစ်လက်ခံရရှိလိုက်တဲ့ကိုဘီမိုင်နူးနိုးကြားချိန်ကိုရနိုင်ပါသေးတယ်ဒီချိန်မှာမန်စီးတီးအာဆနယ်စပါဗီလာချဲဆီတို့လိုအသင်းကြီးဟိုတယ်စာတွေကြီးမှာစားထားတဲ့မိုက်ကယ်ကာရစ်ဟာလီဗာပူးမင်နျူးကိုဘယ်လိုစားသုံးရင်အဆင်ပြေမလဲတွေးခေါ်နေပါလိမ့်မယ်ဘောမဆင်ကတော့လီဗာပူးမှာဘယ်သူတွေမပါဝင်သည်ရှိစေမန်ယူရဲ့ဒီခြေစွမ်းနဲ့တော့နိုင်စရာဘာအကြောင်းမှရှိမနေဘူးလို့သုံးသပ်ထားတယ်ဆိုလားပါပဲမန်ယူရဲ့အနီးဆုံးပွဲစဉ်တွေမှာပြသခဲ့တဲ့ခြေစွမ်းများအရဆိုရင်ဒီလိုပြောဆိုမျိုးကိုလက်လွတ်စပယ်လုပ်လို့မရနိုင်တော့ပါဘူးဒါပေမဲ့လီဗာပူးဘက်ကရုပ်ကြီးဆိုသလိုဆုံးရှုံးလိုက်တာတွေချရေးကြည့်လိုက်ရင်ဒီတော့မပါပဲမန်ယူကိုနိုင်သွားမယ်လို့ဖို့ကြတော့အနိုင်ဆုံးကျွန်တော်တို့အခက်အခဲရှိပါတယ်အခြားသောကြိုရေးရတဲ့ပွဲကြိုတွေမှာတည်ကြဖို့များကြောင်းနိုင်မယ်ဆိုမန်ယူသာဖြစ်ဖို့ရှိကြောင်းကျွန်တော်လုပ်ခဲ့ပါတယ်အခုအဲ့ဒါကိုနောက်တစ်ချိန်မှာတည်ကြဖို့ကနည်းပါတယ်မန်ယူနဲ့လိုက်ရဲဖို့သာအားမွေးရပါလိမ့်မယ်လို့ကျွန်တော်လေးတန်းကိုနည်းနည်းပြောင်းလဲရပါလိမ့်မယ်ခုလိုအစားဆုံးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကအန်ဂျယ်မင်းဖြစ်ပါတယ်